လေပြေတွေရှောင်းလို့မလာခင်မုန်တိုင်းတွေကြော်ဖြစ်ရအောင်မယ်အမောင်ရံတွေကြီးစိုးပြီးသွားရဲ့နေရောင်တွေပြန်လေးလက်သွားမယ်အကားခွဲတွေမရှိတဲ့ဘဝမှာကြည်စံတွေဘယ်လိုချင်မလဲနောင်ချိန်နာကတိုးထွက်ကောင်းစားဖို့ရာဒီလူတွေလုံးရလေခြင်းတချို့တွေအိမ်မပြန်နိုင်တော့ခြင်းတချို့တွေပြန်မစုံနိုင်တော့ခြင်းတချို့တွေအမောင်ရံတွေတဲ့လမ်းပြောင်းခဲ့ပြီတနေ့မှအရာရအောင်မြင်ပြီးရောင်နေတွေလင်းချိန်တကယ်ပဲသင်တို့လေးပြလုံးနိုင်ပါလားဒီချယ်လေးတွေကျွေးလင်းချိန်သင်တို့လေးပြလုံးရလားအနာဂတ်တွေဟာမသေးကြတော့ပါဒီတိုက်ပွဲမှာ